အားလုံးပဲမင်္ဂလာပါခင်ဗျာတူတူချစ်တဲ့ဝါသနာရှင်အကိုတို့မှမင်္ဂလာပါခင်ဗျကျွန်တော်ဒီအကောက်လေးရပါတော့ကျွန်တော်ဒီတူတူကဏ္ဍလေးတွေကိုစေနာမေတ္တာထား၍ကျွန်တော်ဒီတူတူကဏ္ဍလေးတွေကိုတင်ပေးသွားမှာဖြစ်ပါတယ်8ရက်6လ2025တနင်္လာနေ့အတွက်ပေါ့12နာရီ1မိနစ်ကဏ္ဍလေးအတွက်ကိုကျွန်တော်ဒီနေ့ကျွန်တော်အကောက်ကပဲတင်ပေးခြင်းဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်အချိန်လေးရတလုံးမှန်လေးရပတ်ကဏ္ဍလေးပတ်စရာလေးရပေါ့ကျွန်တော်တစ်ခါလေးပြီးမယ်ပေါ့နော်ကျွန်တော်ဒီနေ့ပေးမဲ့အကြောင်းအရာလေးတို့နေ့တိုင်းကျွန်တော်တင်တိုင်းသိကျင်နေဆိုရင်ညနေဆောင်ညနေ9နာရီခွဲပုံမှန်တင်ပေးသွားမှာဖြစ်ပါတယ်ဒီအကောက်လေးကနေပြီးတော့ဒီနေ့ကတော့ကျွန်တော်ကတော့ဒီနေ့အချိန်လေးတွေနဲ့အချိန်လေးပေးမှာဖြစ်ပါတယ်ပထမဘက်မှာတော့6တရတောက်ချောက်မြူးလာတဲ့အတွက်ကြောင့်ကျွန်တော်တို့က6ကနန်းအတွက်ကြောင့်ဒီတစ်ပတ်မှာတော့ကျွန်တော်တင်းနေတာနေ့အတွက်မှာတော့ကျွန်တော်ကတော့အချိန်စရာလေးကိုကျွန်တော်ပြမှာဖြစ်ပါတယ်အချိန်ကတော့ကျွန်တော်တို့ကတော့ခွန်95အချိန်လေးပေးထားပါတယ်အချိန်လေးကတော့ခွန်95အချိန်လေးပေးထားပါတယ်အခုလုံးမိုင်အနေနဲ့ကျွန်တော်တစ်လုံးမိုင်ပေးမှာဖြစ်ပါတယ်တစ်လုံးမိုင်လေးရတော့ကျွန်တော်ဘယ်ကဏ္ဍလေးကိုပေးမှာလဲဆိုတော့1ကဲ6ရယ်9ရယ်တစ်လုံးမိုင်လေးရတော့1ကဲ6ရယ်9ရယ်ကဏ္ဍလေးကိုပေးမှာပေါ့နော်နောက်ပြီးတော့တနင်္လာနေ့မှာပတ်စရာလေးတွေပေးမယ်ပတ်စရာလေးရတော့6ရယ်9ရယ်9ရယ်ပတ်စရာလေးပေါ့နော်ပြန်ပြီးနားထောင်မိပါ6ရယ်9ရယ်9ရယ်ပတ်စရာလေးပေါ့နော်အဲ့ဒါမှကျွန်တော်မင်းရောကွက်လေးတွေကျွန်တော်ထည့်ပေးမှာဖြစ်ပါတယ်မင်းရောကွက်လေးရတော့ရင်တော့မှတ်ထားကြပါနော်မင်းရောအကွက်လေးရတော့ကျွန်တော်တို့ကတော့96ရယ်ခွန်9ရယ်မင်းရောလေးနည်းပေးကြပါလေနော်96ရယ်ခွန်9ရယ်မင်းရောလေးပေးကြပါလေအရန်ကွက်လေးရတော့အရန်ကွက်လေးကျွန်တော်ပေးမယ်နော်အရန်ကွက်လေးရတော့1ခွန်1 9 1 5 1ခွန်1 9 1 5 6ခွန်6 9 6 5 9ခွန်9 9 9 5အဲ့လေးကျွန်တော်ပေးမယ်ဖြစ်ပါတယ်ပြန်ပြီးတော့နားထောင်မိပါဦးကျွန်တော်ကတော့အခုမင်းရောကဏ္ဍနေရတော့6 9ခွန်9မင်းရောလေးပေးချင်ပါတယ်မင်းရောလေးကတော့6 9ခွန်9မင်းရောကဏ္ဍလေးပေးချင်ပါတယ်ရန်ကဏ္ဍအကွက်ကတော့1ခွန်1 9 1 5 1ခွန်1 9 1 5 6ခွန်6 9 6 5 9ခွန်9 9 9 5ကဏ္ဍလေးကိုပေးချင်ပါတယ်ကျွန်တော်ရဲ့အကောင့်လေးကို like and subscribe လေးလုပ်ပေးကြကြပါဦးအကြိုက်တူမှတွဲကစားပါလောဘလေးတော့နည်းနည်းကိုလောဘလေးကိုကြည့်ပြီးတော့ထိုးပါနော်တင်းနေတာနေအင်္ဂါပတ်စရာလေးရတော့ကျွန်တော်တို့လုံးမိုင်နေရတော့လုံးမိုင်ရတော့169ပေါ့နော်ပတ်စရာလေးရတော့6ခွန်9ပေါ့နော်ပတ်စရာလေးအဲ့ဒါတွေကိုပတ်ကြပါအဲ့ဒါမှအကူတို့မတို့ဒီနေ့အဲ့ဒါမှအကူတို့ရဲ့အရှုံးကြီးလေးတွေပြန်ရမှာပေါ့နော်ဒါလောဘလေးတက်ပြီးတော့ကိုမအရှုံးများလေးနေကြည့်ပြီးတော့ကစားကြည့်ပါနော်ကျွန်တော်အားတော့စင်နာတဲ့ဒီကောက်ရတယ်ကျွန်တော်တင်ပေးရဖြစ်ပါတယ်ကျွန်တော်ကောက်ကိုလည်း like and follow လေးလုပ်ပေးခဲ့ပါအောင်လို့ subscribe လေးလုပ်ခဲ့ပါအောင်လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုနောက်နေ့ဒီလိုအချိန်မှာပဲပြန်ဆုံးပါမယ်ခင်ဗျာ